2026မှာမြန်မာနိုင်ငံလူငယ်တွေဖြစ်မနေလေးလာတဲ့ scale တွေကိုဆရာရွေးချယ်ပေးလိုက်ပါတယ်2026ခုနှစ်မှာအလုပ်ကိုင်ဈေးကွက် online economy နဲ့ technology တွေကအလုံးလင်းမြန်စွာပြောင်းလဲလာနေပါတယ်ဒီလိုချိန်မှာဘွဲတစ်ခုတည်းနဲ့ဆရာတို့မလောက်တော့ပါဘူး scale ရှိတဲ့လူတွေပဲခွင့်လဲရမယ်ဒါကြောင့်မြန်မာနိုင်ငံလူငယ်တွေခုအားစားပြီးလေးလာထားတဲ့ scale တွေကိုစူးစီးပေးလိုက်ပါတယ် AI and Digital Literacy AI ကိုကြောက်ဖို့မလိုသုံးချတဲ့အားသာချက်ဖြစ်တဲ့ ChatGPT AI2 အသုံးပြုသည့် prompt writing skill AI plus voice automation နဲ့ AI ကိုသုံးချပြီး design writing video လုပ်တဲ့နည်း AI ကိုသုံးချနိုင်တဲ့ယူကတော့ AI ကိုသုံးချတတ်တဲ့ယူနဲ့စားထုတ်ခံရနိုင်မယ်။နံပါတ်2 creative digital skill internet ပေါ်မှာ content ရပတ်စံဖြစ်တဲ့ပေါ့နော် graphic design Photoshop Illustrator photo manipulation video editing Premiere Pro CapCut ပေါ့နော် motion graphic short video တွေ freelance တွေ remote job တွေ social media income ရနိုင်တဲ့ skill တွေပေါ့နော်နံပါတ်3အနေနဲ့ကတော့ touch and ID skill technology ပြီးရင်နောက်ကျကျန်ခဲ့ရရတယ်web design ဖြစ်တဲ့ HTML CSS property တွေလေ့လာလို့ရတယ်ပုတ်တွေမပါတဲ့ local tool တွေပေါ့နော် application တွေ software understanding တွေလေ့လာလို့ရတယ်ဒါမှမဟုတ် cyber security တွေလေ့လာလို့ရတယ်ပေါ့နော် programmer ဖြစ်လဲဆရာတို့ technology ကျွမ်းကျင်လို့ရှိရင် technical solution တွေလုပ်လို့ရတာပေါ့နော် Windows 10တာတို့ software error တွေဖြေရှင်းပေးတာတို့လည်းလုပ်လို့ရတာပေါ့နော်နံပါတ်4အနေနဲ့ကတော့ English ပေါ့နော်ဆရာတို့ English ကို reading writing speaking listening posting ကျွမ်းကျင်လို့ရှိရင်နော်ဆရာတို့အရင်တော့ဆိုရှင်တော့ English စာတစ်ခုရဲ့ PA ကိုဆရာတို့ထုတ်လို့ရတာပေါ့နော်အဲ့ဒါ skill တွေပေါင်းခဲ့ပြီးဆိုတော့ကတ်ထားတော့ presentation skill ပေါ့နော်အရှင်းမှာစကားပြောနိုင်ရမယ်အဲ့ဒါဆိုဆရာတို့ဒီ video တွေလုပ်လို့ရမှာပေါ့နော်ပြီးရင် client communication account manager တွေပါပြီးဆရာတို့လုပ်ရမယ်ဒါဒီနိုင်တာဆွေးနွေးတာစစ်ဆက်တာတွေကိုကကြိုက်ကြရပေါ့နော်ဒါအရောက်ပိုင်းရဲ့ကိုကလုပ်လို့ရပါတော့ပြီးရင်တော့ personal brandingဆိုတာကိုကဘယ်လိုမျိုးဖြစ်လဲဆိုတာကိုပြပြတာပေါ့နော်ကိုက online ပေါ်မှာ profile ကိုတည်ဆောက်ရမယ် designer ဆိုတာလူတွေလို့ရှိရင်ကိုယ် design နေလာရမယ် programmer ဆိုတာလူတွေပြီးရင် program တွေလာရမယ် content writer ဆိုတာလူတွေပြီးရင် content တွေကလာရကြပေါ့နော်ကိုကလူတွေရောက်တင်ညာထားဖို့တော့ဆရာတို့တာပေါ့နော်နောက်ခုကဆရာတို့ freelance online business တွေဆရာတို့လုပ်တာပေါ့နော်အဲ့မှာဆိုရင် website တွေရှိတယ်ဆရာတို့ Fiverr တို့ Upwork မှာလုပ်လို့ရတယ်အခုကတော့ online marketing ပေါ့နော် online ချားလို့ပစ္စည်းကို online မှာ marketing လုပ်နေတာပေါ့နော်ခုနကလည်းအတန်းနဲ့ဖြစ်စေပုံနဲ့ဖြစ်စေစာနဲ့ဖြစ်စေလုပ်လို့ရတယ်နောက်ကတော့ဆရာတို့လုပ်လို့မျိုး social media monetization ပေါ့နော်ကိုက YouTube တွေTikTok တွေဆရာတို့ Facebook တွေပါ content တွေလို့ရှိရင် monetization ပြီးချင်များတော့ monetization လုပ်လို့ရပေါ့နော်ခါနောက်ဆုံးဒီချီဆုံး best ကတော့ soft skill ပေါ့နော် AI စာထုတ်လုပ်လို့ရတဲ့ skill တွေကတော့ဆရာတို့ critical thinking တွေရှိတယ်ဆရာတို့ problem solving skill တွေရှိတယ် time management တွေရှိတယ်ပေါ့နော်ချိုးကြီးကြတော့အရင်တော်တယ်ဒါပေမဲ့ပိတ်ပြီးတော့လုပ်လို့ရှိရင်စဉ်းစားကြတာလို့ပြီးရင်အခြေကိုမခက်ပဲနိုင်ဘူးပေါ့နော်ပြင်းတဲ့ deadline တွေအောင်လုပ်နေရတာပြီးဆိုလို့ရှိရင်problem solving skill ကတော့ညတော့ပေါ့နော်တရားပဲတရားတော်ရချင်းတွေ့မဲ့ညတော့ရတယ်ခွာလိုက်ပြီးရင် adaptability ကတော့ကိုကပို့ပြီးတော့စူးစမ်းပြီးဆရာတို့တိုးတက်အောင်စူးစမ်းနိုင်မှာရှိတယ်ပေါ့နော်ထွေးကြတော့နည်းအများကြီးကြားတယ်တိုးတက်အောင်ချိုးရကြတော့ခဏလေးနဲ့အများကြီးတွေ့လာပြီးတော့တိုးတက်ရအောင်ဆရာတို့ရှိတယ်ပေါ့နော်နောက်ဆုံးတစ်ခုကတော့ continuous learning mindset ပေါ့နော်တော့ဒီဆရာကအများကြီးသင်လို့သိရှိရမယ်ဆရာတို့ဆိုရင်အသက်35ကျော်သွားပြီပေါ့နော်အများနဲ့သင်နေတော့မယ်အခုထိလည်းsoftware တစ်တွေ AI ဝိပညာတစ်ပေါ့နော်လူငယ်လေးနဲ့အတူရင်မအောင်တန်းပြီးတော့ကြတော့အမြဲသင်နေတော့မှာပဲအဲဆိုဒီကတော့ skill တစ်ခုမေးရပဲအမြဲလေးလာနိုင်ဖို့အရေးကြီးဆုံးပဲပေါ့နော်ဒီကုန်းချုပ်အနေနဲ့ပြောရမယ်ဆိုတော့2026မှာအောင်မြင်မဲ့လူငယ်ဆိုတာအသက်ကြီးတာပေါ့နော် skill ရှိဖို့လိုတယ်ဒီနေ့ကစပြီးတော့ဆရာတို့ skill တစ်ခုရေးပါနေ့စဉ်တစ်နိုင်အောက်လေးလာမှာအဲဆိုရင်တစ်နေ့တည်းဖို့ဟာကိုပြောင်းလဲနိုင်ပေါ့နော်မင်္ဂလာပါကျွန်တော်က Outline Creative Studio ရဲ့ founder လန်ထက်အောင်ပါ
လူငယ်တွေအတွက်ဖန်တီးမှုနုပညာနဲ့ဆိုင်တဲ့စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကိုအများအားညှော်ဝေပေးတယ်။လူငယ်တွေအလုပ်ကိုင်ခွင့်လန်းတိုးတက်စေကို graphic design, video editing, content writing, AI နဲ့ motion graphic ပိတ်နှန်းနေလဲဆရာတို့ဖွင့်လှစ်ထားရှိပါတယ်။ All in Creative Studio, Grabbing Trip with Letback နောက်ပြန်တွေ့ကြတာပေါ့